ခဏနေကြရင်ကျွန်တော်ဒီဟွာသွားပြီးမယ်ပေါ့နော် entry ဘိုင်းလေးတွေဘယ်လိုယူရမလဲဘယ်လိုဝင်တင်လဲဆိုတာကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ market ကိုသွားကြည့်ရအောင်ပေါ့နော်ကျွန်တော်တို့ Monday အတွက်ဗာရနိုင်မလဲပေါ့နော်ကျွန်တော်ပြပေးမယ် Thai Fin ကတော့ကျွန်တော်ဒီ M15 အနေပဲသွားပြပေးမယ်ပေါ့နော်ကျွန်တော်တို့လက်ရှိ market ကကျွန်တော်တို့15မိနစ် swim ဆိုရင်ကျွန်တော်တို့10ပြန်ပြီးတော့မှ chain ထားတဲ့သဘောမှာရှိတယ်ပေါ့နော် chain ထားတယ်ပေါ့နော်ကျွန်တော်တို့လောလောဆယ် market ကကျွန်တော်တို့ဒီမှာ swim high ရှိမယ်ဒီမှာ swim low ရှိမယ်ပေါ့နော်ဒါ IDM ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့လောလောဆယ်သူ့ရဲ့ instrument ကဒီနားကိုရောက်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဒါကို break တဲ့အချိန်ပေါ့နော်ကျွန်တော်ဆွဲပြမယ်ပေါ့နော် instrument လိုက်ပြပေးမယ်ပေါ့နော်magnet ဖွင့်ထားတော့ဟာနည်းနည်းလေးဟာဖြစ်နေပေါ့နော်ဒါဒီ break out ထားတဲ့ point ပေါ့နော် break out ထားတဲ့ point ဆိုတော့ကျွန်တော်တို့ဒီပေါ်ကနေစပြီးတော့မှစစ်မယ်ပေါ့နော် instrument စစ်တယ်ဆိုရင်ကျွန်တော်တို့ဒီ CAO ပြီးတော့မှဒီထပ်ပြီးတော့မှတက်သွားတဲ့ candle ကိုကျွန်တော်တို့စပြီးတော့မှစစ်မယ်ပေါ့နော်ဒါဆိုရင်လောလောဆယ်ကျွန်တော်တို့ဒီမြင်နေရတဲ့ကျွန်တော်တို့ဒီ point instrument မဟုတ်ဘူးပေါ့နော်ဒါ instrument မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာဒီ candle အရှိအထဲမှာရှိနေတာပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီမှာဒီ candle အနီရောင်ကကျွန်တော်တို့ဒီ candle အဖြူရောင်ကိုပြန်ပြီးတော့မှ swip နဲ့လာပြီးတော့မှစားထားတယ်ဆိုရင်တော့ဒါဒီ instrument အဖြစ်ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့လောလောဆယ် market ကကျွန်တော်တို့ဒီအောက်ကနေပြီးတော့မှဒီပေါ်ထိတက်ထားတယ်ဆိုတဲ့ဘောပေါ့နော်ဒါဒီ swim high မဖြစ်သေးဘူးပေါ့နော်လောလောဆယ်ကျွန်တော်တို့ swim high အဖြစ်ယူလို့မရသေးဘူးပေါ့နော်ဒါဆိုရင်တော့ instrument ယူပုံယူနီးတိသွားလောက်ပြီပေါ့နော်ကျွန်တော်တို့ဒီအနီရောင် candleဒီရဲ့အဖြူရောင် candle ကိုပြန်ပြီးတော့မှမစားထားတဲ့အတွက်ကျွန်တော်တို့ instrument အဖြစ်သွားယူလို့မရဘူးပေါ့နော်ဒီနေရာအဲ့တော့ကျွန်တော်တို့ရဲ့ instrument ကဘယ်ကိုရောက်မလဲဆိုတော့ဒါဒီလဲကျွန်တော်တို့ဒီ candle နီရောင်ကဒီနီရောင်ကိုစားထားတဲ့တဘောကကျွန်တော်ပြောချင်တာဒါဒီလဲ instrument မဟုတ်ပါဖြစ်လို့တော့ဆိုတော့ဒီ candle အနီရောင်တစ်တုံးကဒီအဖြူရောင်တစ်တုံးထဲမှာအတွင်းမှာရှိနေတဲ့အတွက်ကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့ instrument အဖြစ်တက်မှတ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ ring ကနေကြည့်အောင်ဒီကနေစပြီးတော့မှသူ့ရဲ့အနှိမ့်ဆုံးကဒီ point မှာပေါ့နော်ဒီ point မဟုတ်ဘူးပေါ့နော်ဒီဖက် point မဟုတ်ဘူးဒီဖက် point အနှိမ့်ဆုံးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ instrument ကဒီအောက်ကိုရှိနေတော့ပဲပေါ့နော်ဒါဆိုရင်တော့ဒါဒီကျွန်တော်တို့ရဲ့ instrument ပေါ့နော်လောလောဆယ် market ကကျွန်တော်တို့10တော့ chain ပေမဲ့ကျွန်တော်တို့ရဲ့ instrument ဒီ low နာမှာရှိနေတယ်ပေါ့နော် low ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့ရဲ့ဆွဲထုတ်လို့ရတဲ့စုံကမရှိဘူးပေါ့နော်ဒါဆိုရင် market ကဘာလို့တက်လဲဆိုတော့ကျွန်တော်တို့ဒီကနေတက်မယ်ကျွန်တော်တို့အနှိမ့်ဆုံးပေါ့နော်ဒီကနေတက်ပြီးတော့မှဒီလိုပြန်ပြီးတော့မှလာတက်တယ်ပေါ့နော်ဒီ video မှာ confirm ဆောင်ပြီးတော့မှကျွန်တော်တို့ trade လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ them ဆောင်ပုံဆောင်နေအရင်တစ်ခါတုန်းကလည်းကျွန်တော်တို့ပြောပြခဲ့တယ်ပေါ့နော်ခဏနေကြရင်ကျွန်တော်ဒီဟွာသွားပြီးမယ်ပေါ့နော် entry ဘိုင်းလေးတွေဘယ်လိုယူရမလဲဘယ်လိုဝင်တင်လဲဆိုတာကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒါဆိုရင်တော့လောလောဆယ်ကျွန်တော်တို့10 instrument ဒီကိုရောက်နေတော့မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါ swim high မဖြစ်သေးဘူးပေါ့နော်ဒီ point ကဒါဒီကျွန်တော်တို့ရဲ့ swim high မဖြစ်သေးဘူးပေါ့နော် market လောလောဆယ်ကျွန်တော်တို့အတက်ထဲအောင်ရောက်နေပြီမဲ့ကျွန်တော်တို့ရဲ့ instrument အောက်မှာရောက်နေတော့မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ instrument စပြီးတော့မှစစ်တဲ့ပုံပေါ်တော့တိသွားလောက်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်စစ်မှာမလုပ်မလဲဆိုတော့ဒီနေရာ instrument ဒီအောက်ကနေရာကို instrument လာမစားဘူးဆိုရင်ကျွန်တော်တို့ရဲ့ instrument ပဲရောက်သွားမလဲဆိုတော့ဒါကိုလည်းလာမစားသေးဘူးဆိုတော့တကယ်လို့ market က swip candle နဲ့တက်ပြီးတော့မှဒီထိတ်ကိုကြော်တာဖြစ်ဖြစ် body နဲ့ပိတ်သွားတာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ instrument သူ့ရဲ့ instrument ကဒီကိုရောက်သွားမယ်ဆိုတဲ့ဘောပေါ့နော်ဒါဒီ instrument ရွေ့ရမယ့် point ပေါ့နော် instrument မရွေ့ခင်တော့ကျွန်တော်တို့ဒီ market ဒီထိတ်ကိုကြော်တာကိုပြန်ပြီးတော့မှအဆောင်ရမယ်ပေါ့နော်မကြော်မချင်းတော့ကျွန်တော်တို့ရဲ့ instrument ဒီအောက်မှာပဲပေါ့နော်market ကဒီအောက်ထိပြန်လာလဲကျွန်တော်ရဲ့ instrument ဒီကိုရောက်နေတော့မယ်ပေါ့နော်ကျွန်တော်ကြည့်ရမှာတစ်ခုကဒီပေါ် point ကိုကြော်တဲ့အချိန်မှာကျွန်တော်တို့ instrument ပြန်ပြီးတော့မှပြောင်းရမယ်ပေါ့နော်ဆိုတော့နားလေတော့လောက်ပြီပေါ့နော်ကျွန်တော်တို့ရဲ့ instrument ခွဲပုံခွဲနည်းပေါ့နော်ဒီမှာကျွန်တော်တို့ဘာမှမရနိုင်သေးတဲ့အတွက်ကျွန်တော်တို့သွားပြီးတော့မှ trade လို့မရသေးတဲ့အခြေအနေမှာရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ instrument အောက်ကစုံမရှိလို့ပေါ့နော်တကယ်လို့ market ကကျွန်တော်တို့ instrument အပေါ်ရောက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ OB တွေရှိတယ်ပေါ့နော်ဒါပေမဲ့သုံးလို့ရကောင်းရနိုင်တယ်ပေါ့နော်
ဒီ swim higher diving ကကျွန်တော်ဒီဟိုအစအနေပြန်လုပ်ရမှာမလို့ကျွန်တော်မသွားပြတော့ဘူးเนาะအစအနေဆိုတာ A1 swimmer အရင်ကခွဲထားပြီးမဲ့အခုကချတာဟောဖြစ်သွားပါဘောเนาะပြတ်သွားတာဘောเนาะကျွန်တော်ပြန်လိုက်ရမယ်ဆိုရင်ဟိုးဖက်ကနေကျွန်တော်ပြန်ပြီးတော့မှလိုက်ရမှာမလို့တော်တော်လေးကိုကြာသွားနိုင်တာမလို့ကျွန်တော်မလိုက်ပြတော့ဘူးဘောเนาะဆိုတော့ကျွန်တော်တို့ entry file လေးကိုတွားလိုက်ရအောင်ဘောเนาะခုနကတော့ရှင်းသွားလောက်ပြီပေါ့နော်ကျွန်တော်လောလောဆယ်ဘာမှလုပ်လို့မရသေးတဲ့အခြေအနေပေါ့နော်တကယ်လို့ market ကအပေါ် break ပြီဆိုရင်ကျွန်တော်ဒီစုံတွေကိုဆွဲထုတ်ပြီးတော့မှစောင့်လို့ရမယ်ပေါ့နော်ဆိုတော့ entry file လေးကိုတွားလိုက်ရအောင်ပေါ့နော် entry file လေးတွေမှာကျွန်တော်ဘာတွေလိုနေလဲဘာတွေမပြည့်စုံလဲကျွန်တော်ဒီ attack ကြတွေကိုတွားပြီးတော့မှစစ်ပေးမယ်ပေါ့နော်3-4ခုလောက်ကျွန်တော်ဒီမှာဟာပြပေးမယ်ပေါ့နော်ဒီအသက်မှာဒီအကြမှာပြပေးမယ်ပေါ့နော်ဒီနားမှာပြပေးမယ်ပေါ့နော်ဒါကဘယ်လိုဖြစ်နေလဲဆိုတာတချို့ကလာလာမေးကြတယ်ပေါ့နော်ဒီနားမှာဘာဖြစ်လို့မ trick လဲပေါ့နော်ဒီမှာပေါ့နော်ဒါဒီကျွန်တော်တို့ရဲ့ breakout point ပေါ့နော်ဒါဒီ breakout point sweep လဲ sweep ထားတယ်ပေါ့နော်ဒီနေရာကကျွန်တော်မြင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဘာလို့မ trick တော့ဆိုတော့သူ့မှာ instrument မပါဘူးပေါ့နော်ဒီမှာကျွန်တော်တို့အစားတော့ကဒီစုံမှာ long ဖို့လုပ်ထားတာပေါ့နော်အဲ့မှာဗာပြက်တနာတက်လာတော့ဆိုတော့ကျွန်တော်တို့ဒီမှာခင်ဗျာစတိုက်ဘူးပြီးတော့မှကျွန်တော်တို့လက်ပူးပဲမရှိဘူးပေါ့နော် instrument မရှိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တေချာတယ်ဒါဒီ last sibling ပဲဆိုတာကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတော့ဘာလုပ်လို့ရမှာလဲဆိုတော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးပေါ့နော်ဒီလို instrument မပါတော့ဆိုရင်သူကအကုန်စားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ instrument မပါတော့ဆိုရင်အကုန်လုံးပယ်သိနေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေရာကိုဘာဖြစ်လို့မ trick ခဲ့လဲဆိုတာကတော့ရှင်းသွားလောက်ပြီပေါ့နော် instrument မပါလို့ကျွန်တော်တို့မ trick ဘူးဆိုတဲ့သဘောပေါ့နော်ကဲဆိုတော့အောက်တနေရာကိုကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော်အောက်တနေရာကကျွန်တော်တို့ဒီမှာကျသွားတာဒီထိကကျွန်တော်တို့ confirm မရဘူးပေါ့နော်ဒီထိတ်ကနေဒီထိတ်ကကျွန်တော်တို့ဒီအောက်ထိတ်ကကျွန်တော်တို့ confirm မရခဲ့တဲ့နေရာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ lab ပူဘက်တည်းကဒီကိုရောက်နေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ trade လို့မရဘူးပေါ့နော်နောက်တနေရာကဒီနေရာက confirm ဖြစ်တယ်ပေါ့နော်အဲ့မှာဗာပြဿနာတက်တုံးဆိုတော့ကျွန်တော်တို့တွားပြပေးမယ်ပေါ့နော်အဲ့ဒါကတော့ M5 မှာတွားပြပေးမယ်ပေါ့နော်5 minute ပေါ့နော်ခုနကကျွန်တော်ပြောတဲ့နေရာကဒီနေရာပေါ့နော်ဒါဒီ break out ဖြစ်တယ်ပေါ့နော်ဒါဒီ break out ဖြစ်တဲ့ point ပေါ့နော်တကယ်တခါတည်း break မအောင်ဒီဖက်မှာ break out တာပေါ့နော်ဒါဆိုဒီ position ကိုဘာဖြစ်လို့မယူခဲ့တုံးဆိုတော့ကျွန်တော်တို့ break out ဖြစ်တဲ့ instrument ကိုပြန်ပြီးတော့မှစားရမယ်ပေါ့နော်ကျွန်တော်တို့မှာ instrument ရှိမှ trade မယ်ပေါ့နော်ဒါဒီကျွန်တော်တို့ရဲ့ instrument ပေါ့နော်အဲ့တော့ instrument ဒီကိုရောက်နေတယ်ဆိုရင်အောက်ကိုရောက်နေတယ်ဆိုတဲ့ကလေးကကျွန်တော်တို့ဝင်လို့မရဘူးဆိုတာတိထားပြီးသားပေါ့နော် market အချိန်နဲ့တက်သွားတယ်ဒါသတိနဲ့တက်သွားတာပေါ့နော်ဒီနေရာသတိနဲ့တက်သွားတာဒီနေရာလားမသိဘူးကျွန်တော်လည်းတိတ်မတဲခွဲဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ instrument ဒီမှာဆိုတော့ကျွန်တော်ဝင်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့မထရစ်ခဲ့ရဘူးပေါ့နော် instrument မပါတော့ရင်ကျွန်တော်ကဒီတလောမှာအကုန်လုံးပယ်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီနေရာအကြောင်းနားလေသွားပြီပေါ့နော်ဒီနေရာလဲကျွန်တော်တို့ရဲ့ instrument ကပါတော့ပါတယ်ဒါပေမဲ့ instrument အောက်ကကျွန်တော်စုံမရှိဘူးအဲ့ဒါကြောင့်မို့မဝင်ခဲ့ဘူးပေါ့နော်ဒီနေရာဒါဆိုရင်တော့ဒီနေရာနားလေသွားပြီပေါ့နော်နောက်တနေရာ DOV မှာပေါ့နော်DOV ကနှစ်ကြိမ်တုံးထားတာပေါ့နော်ဒီ DOV က DOV ရဲ့အပေါ်ဖက်ကညအိတ်နေတဲ့အချိန်တိုးတာပေါ့နော်ဒါညအိတ်နေတဲ့အချိန်မလို့မမြင်မိဘူးပေါ့နော်နောက်ပြီးဒီနေရာပေါ့နော်ဒီနေရာတော့နည်းနည်းရှင်းတယ် clear ဖြစ်တယ်ပေါ့နော်ဒီနေရာ clear ဖြစ်တယ်ဆိုတာ B ထားရင်တော့ B ထိလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ market ကနှစ်နေရာစလုံးဝင်လာတာပေါ့နော်နှစ်ခါပြန်ဝင်လာတယ်ဆိုတဲ့သဘောပေါ့နော်ဒီမှာတက်တယ်ဒီမှာပြန်ပြီးတော့မှကျတယ်ပေါ့နော်တက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာသွားကြည့်အောင်ပေါ့နော်နောက်ဆုံးတနေရာရွေ့သွားတဲ့နေရာပေါ့နော်နောက်ဆုံးတနေရာဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ M5CH ဖြစ်တယ်ပေါ့နော်ဒီနေရာမှာတက်ပြီးတော့မှ CH ဖြစ်တယ်ပေါ့နော်ဟောတွေတော့မလိုက်ပြီးတော့ဘူးနော်ခင်ဗျာတွေတော့မလိုက်ပြီးတော့ဘူးမျက်စိနဲ့ပဲကြည့်ပေါ့နော်ဒါကခင်ဗျာနဲ့ break out ဖြစ်တဲ့ point ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့တုံးလို့ရတဲ့စုံက market ကတက်သွားတယ်ပေါ့နော်ဒီမှာ lap ပူပဲပါတယ်ပေါ့နော် instrument ကိုဘယ်လိုခွဲလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ပေါ့နော်ဒီအဖြူခန္ဓာတွေစတိုက်ကိုတက်သွားတယ်ပေါ့နော်မတက်ခင်မှာကျွန်တော်တို့ရဲ့ lap ပူဘက်ကဒီမှာ instrument ဒါကိုကြော်တဲ့အချိန် instrument ပြန်စစ်မယ်ပေါ့နော်ဒီမှာခန္ဓာအဖြူဒီမှာခန္ဓာအနီ instrument ကိုရွေ့တယ်နောက်ပြီး
ဒီနေရာကိုကြော်တဲ့အချိန်မှာကျွန်တော်တို့ instrument ပြန်ပြီးတော့မှလိုက်တယ်ပေါ့နော်ဒီမှာဒီအဖြူခန္ဓာကိုဒီအနီခန္ဓာပြန်ပြီးတော့မှစားထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒါ instrument ပေါ့နော် instrument ရဲ့အောက်မှာကျွန်တော်တို့ဒီမှာ OB ရှိတယ်ပေါ့နော် grab လည်းဂျန်တင်လောက်ဂျန်သေးတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီဆောင်ကနေတင်လို့ရတယ်ပေါ့နော်အသေးစိတ်ကိုတော့ကျွန်တော်မပြောပြတော့ဘူးပေါ့နော်သူရွေ့တာကတော့ကျွန်တော်တို့ပြည့်စုံမှရွေ့လေးရှိတယ်ပေါ့နော်မပြည့်စုံရင်စားတာများတယ်ပေါ့နော်တခါတလေ market ဘူးထဲမှာဆိုရင်တော့ instrument မပါလေရွေ့လေးရှိတယ်ပေါ့နော်ဒါပေမဲ့ beer ထဲမှာတော့သွားမလို့နဲ့ပေါ့နော် liquidity ဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါဆိုရင်နားလည်လောက်ပြီပေါ့နော်ကျွန်တော်တို့ဒီမှာ instrument save ဖြစ်တယ်ဒီမှာ instrument ရှိတယ်ဒီမှာ OB ရှိတယ်ဒီ OB ကနေလာဝင်လို့ရတယ်ဆိုတဲ့ဘောပေါ့နော်ဒါတော့ရိုးတယ်ထိုးတက်သွားတာပေါ့နော်အိတ်နေတဲ့အချိန်ဒီပေါ်တွေမှာ trade ဖို့ကတော့မနေ့ကကျွန်တော်မအားဘူးပေါ့နော်မနေ့ကတနေကုန်မအားတာပေါ့နော်မနေ့ပိုင်းမှာတော့ဒီအတက်မှာတော့ကျွန်တော် limit ထားပြီးတော့မှလာမခေါ်ထားတဲ့အတွက်ကျွန်တော်အကုန်လုံးပယ်လိုက်တော့ပေါ့နော်နေ့လယ်ပိုင်းရောက်တော့ကျွန်တော်ဒီအလုပ်လေးသွားစရာရှိနေတော့တနေကုန်မပြန်လာဖြစ်ဘူးပေါ့နော်ဒီဖက်အပိုင်းကတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်ဒီဖက်အပိုင်းကျွန်တော်တို့ခုန10နှစ်ချောင်းလေးပြောပြီးသွားပြီဆိုတော့ဒီဖက်အပိုင်းကကျွန်တော်ပြန်ဆောင်ရမယ့်အပိုင်းပေါ့နော်ဒါဆိုရင်တော့အကုန်လုံးနားလည်သွားလောက်ပြီပေါ့နော်ကျွန်တော်တို့ entry အပိုင်းတွေကဘယ်လိုမှ trade တင်နေဆိုတာအကုန်လုံးနားလည်သွားလောက်ပြီပေါ့နော်ဆိုတော့ဒီ recap ကကျွန်တော်တို့ဘာမှတူတူကြီးပြောပြထားတာမရှိလို့ကျွန်တော်တို့ skip ချင်လဲ skip လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ record ဒီလောက်နဲ့ပဲရက်လိုက်ရအောင်ပေါ့နော်အားလုံးပဲကျေးဇူးပါဗျ